ယောသက်ဝိထုဤဝိထုဟာယာကုပ်ရဲ့အငယ်ဆုံးသားယောသက်အကြောင်းဖြစ်ပါတယ်ယောသက်ဟာအိမ်မက်နှစ်ခါမှတ်ပြီးသူ့အကိုတွေကိုဒီအိမ်မက်အကြောင်းပြောပြတယ်အိမ်မက်ဆိုတာဘုရားသခင်ကထံမှလာတဲ့သတင်းစကားလို့ယူဆကြတယ်ယောသက်ဟာသူ့ရဲ့အိမ်မက်တွေအကြောင်းရှင်းပြတဲ့အခါဘုရားသခင်ကပြောတယ်လို့ပြောတာဖြစ်တယ်ယာကုပ်ကသူ့အဖေနေခဲ့တဲ့ခါနန်တိုင်းပြည်မှာပဲဆက်ပြီးနေထိုင်နေဒီဝိထုဟာယာကုပ်ရဲ့မိသားစုအကြောင်းဖြစ်ပါတယ်ယောသက်ဟာအသက်18နှစ်ရှိပြီးသူ့ရဲ့အကိုတွေနဲ့အတူသိုးတွေနဲ့စိတ်တွေကိုထိန်းချောင်းနေသူ့အကိုတွေမကန်လုပ်တဲ့အကြောင်းတွေကိုအဖေအားတိုင်းလေးရှိတယ်အသက်ကြီးမှရတဲ့သားမို့ယာကုပ်ဟာယောသက်ကိုတခြားသားတွေထပ်ပို့ပြီးချစ်တယ်ယာကုပ်ဟာယောသက်အတွက်တိတ်လှတဲ့ရောင်စုံအင်ဂျီတစ်ထည်ချုပ်ပေးတယ်သူ့အကိုတွေကလည်းအဖေဟာယောသက်ကိုသူတို့ထပ်ပို့ချစ်မှန်းသိကြတယ်ဒါကြောင့်သူတို့ဟာယောသက်ကိုမုန်းပြီးသူ့ကိုရိုင်းဆိုင်ဆက်ဆံကြတယ်တညတော့ယောသက်ဟာအိမ်မက်မှတ်တယ်အိမ်မက်အကြောင်းတွေကိုသူ့အကိုတွေကိုပြောပြတဲ့အခါသူတို့ကပို့ပြီးမုန်းလာကြတယ်ယောသက်ကကျွန်တော်အိမ်မက်ကိုနားထောင်ကြည့်ပါကိုကျွန်တော်တို့အားလုံးဟာလေကွင်းထဲမှာကောက်ရိတ်နေကြတယ်ကျွန်တော်တို့ကောက်လိုင်းတွေကိုစီးနေကြတဲ့အခါကျွန်တော်ရဲ့ကောက်လိုင်းစီးဟာမတ်ထောင်နေတယ်အကိုတွေရဲ့ကောက်လိုင်းစီးကကျွန်တော်ကောက်လိုင်းကိုဝိုင်းပြီးဥညွတ်ကြတယ်လို့ပြောပြတယ်သင်ကဘယင်ဖြစ်ပြီးတို့ကိုအုပ်ချုပ်ရမယ်လို့သင်ထင်နေသလားလို့ကိုတွေကမေးတယ်သူတို့ဟာယောသက်ကိုသူ့အိမ်မက်နဲ့ပတ်သက်ပြီးပို့ပြီးမုန်းနေကြတယ်နောက်များမကြခင်မှာယောသက်ဟာဒုတိယအကြိမ်အိမ်မက်မှတ်ပြန်တယ်သူဟာသူ့ကိုတွေကိုကျွန်တော်နောက်အိမ်မက်တစ်ခုမှပြန်ပြီဒီအိမ်မက်ထဲမှာနေရလရကျဲဆက်တလုံးကကျွန်တော်ကိုဥညွတ်နေကြတယ်လို့မြင်ရတယ်လို့ပြောပြတယ်ဒီအိမ်မက်အကြောင်းကိုသူ့အဖေကိုလည်းပြောပြတယ်သူ့ဖေကသူ့ကိုတိအိမ်မက်ကဘလို့လဲတိအမေတိညီအကိုတွေနဲ့ငါကတိစီလာပြီးဥညွတ်ရမယ်လို့ထင်နေသလားလို့ပြောပြီးဆူတယ်ယောသက်ရဲ့အကိုတွေကသူ့ကိုမနာလို့ဖြစ်ကြတယ်ဒါပေမဲ့သူ့ဖေကတော့သူ့ရဲ့အိမ်မက်ကိုစဉ်းစားနေမိတယ်ယောသက်ရဲ့အကိုတွေဟာရှေခင်ရက်မှာသူတို့အဖေရဲ့သိုးစိတ်တွေကိုကြောင်းနေကြတယ်